ငရုတ်သီးကျွေးတဲ့ကျောင်းဆရာမကျောင်းသားကျောင်းသူတွေအားလုံးစာသင်ခန်းထဲမှာကစားနေကြပါတယ်။အဲ့ဒီအချိန်ကျောင်းကိုအသက်ရောက်လာတဲ့ဆရာမစုလိုင်ကစာသင်ခန်းထဲကိုဝင်လာပါတယ်။ဆရာမအခန်းထဲကိုဝင်လာတဲ့ကလေးတွေအားလုံးငြိမ်ငြိမ်ကလေးခြိုင်လိုက်ကြပါတယ်။ဆရာမစုလိုင်ကလည်းအားလုံးကိုဖြူးဖြူးကြီးနဲ့ကြည့်နေပါတယ်။မဟုတ်ဘူးဒါစာသင်ခန်းမဟုတ်ဘူး။ဒါကလပ်ပဲနင်တို့အားလုံးကခုန်နေကြတာ။မဟုတ်ပါဘူးဆရာမရဲ့သမီးတို့အားလုံးကဆရာမအကြောင်းပဲပြောနေကြတာပါနင်တို့တဲ့ငါနဲ့ကဘလို့မှအဆင်ပြေမှာမဟုတ်ဘူးနင်တို့မှာကိုကျင့်တရားနည်းနည်းလေးမှမရှိဘူးလားဆရာမအသက်တယောက်လာတာကိုနင်တို့ပန်းကုန်းလေးတွေနဲ့တောင်မှမကြိုဆိုဘူးကျောင်းမှမာတဲ့ဆရာမရေသားတို့ခေါင်းထဲမှာအဲ့ဒီတွေဝင်မလာလို့ပါသားတို့ခုပဲပန်းကုန်းယူလာခဲ့ပါမယ်နင်တို့အားလုံးပါဇက်ပိတ်ထားကြငါပြောမှနင်တို့ကငါ့ကိုကြိုဆိုကြမယ်ပေါ့ဟုတ်လားအဲ့တော့ဘယ်ရတာရှိတော့မှလဲနင်တို့ဒီအတွက်အပြစ်ပေးခံရမယ်ဆရာမစုလိုက်ဟာအဲ့လိုပြောပြရတဲ့ယောက်ျားလေးတွေကကြက်ဖလိုနေကြပြီးတော့မိန်းကလေးတွေကမတရလက်မြောက်နေကြရတယ်။ငါသာဆရာမမဟုတ်ရင်အပြစ်ပေးရဲဆိုတာလည်းရှိမှာမဟုတ်ဘူး။ကြက်ဖလိုနေခိုင်းပြီးလက်မြောက်ခိုင်းတာလေအဲ့လိုအဖြစ်မျိုးငါမပေးဘူး။အကုန်လုံးပါဇက်ပိတ်ပြီးတော့ရှေ့ထွက်လာခဲ့။ကလေးတွေအားလုံးလည်းတဒန်းနဲ့တန်းစီရက်နေကြပါတယ်။အဲ့ဒီချိန်မှာပဲဆရာမကသူ့အိတ်ထဲကနေငရုတ်သီးတောက်နေအများကြီးထုတ်လိုက်တယ်။အကုန်လုံးတယောက်ကိုငရုတ်သီးတစ်ထောင်စီလာယူပြီးတော့စားရမယ်ငရုတ်သီးမစားတဲ့သူကိုငါဘလို့လုပ်မယ်ဆိုတာနင်တို့တွေးတောင်တွေးရမှာမဟုတ်ဘူးဒါဘလို့အဖြစ်မျိုးလဲဆရာမရဲ့သားတို့ကငရုတ်သီးအရမ်းကြိုက်တာကလေးတွေလည်းငရုတ်သီးတယောက်တစ်ထောင်ယူပြီးစားကြတယ်ဒါပေမဲ့ငရုတ်သီးကအရမ်းဆက်တော့တကိုက်ဆဆချင်းမှာပဲနားရကနေအငွေးတွေထွက်လာပါတယ်အာဆရာမရဲ့ငရုတ်သီးကအရမ်းဆက်တာပဲတော်ပါတော့ဆရာမရဲ့အပြစ်ကြံလဲခံယူပြီးပါပြီဒီနေ့ကနေစပြီးသမီးဘာမှမလုပ်တော့ပါဘူးပါဇက်ပိတ်ပြီးငရုတ်သီးကိုကောင်းစားမဟုတ်ရင်ငါမှအဲ့ထက်ဆိုတဲ့အပြစ်ဒဏ်ရှိရယ်ကလေးတွေလည်းကြောက်သွားပြီးတော့ငရုတ်သီးတွေကိုဖြည်းဖြည်းချင်းကောင်းအောင်စားပါတယ်ကလေးတွေအားလုံးလည်းမျက်လုံးကနေမျက်ရည်တွေစီးကျနေပြီးနားထဲကနေအငွေးတွေထွက်နေပါတယ်ကလေးတွေလည်းထခုန်ကြပါတယ်အာဆရာမရဲ့သမီးတို့အားလုံးရေတောက်ခွင့်ပေးပါသမီးတို့ရဲ့ဘိုက်တွေပူလောင်နေပြီနားရကနေလည်းအငွေ့တွေထွက်နေပြီအသက်ရှူတွေလည်းရက်ခံနေပြီသမီးတို့တတိလစ်သွားလိမ့်မယ်ဆရာမရေကလေးတွေအားလုံးစာသင်ခန်းထဲကနေထွက်သွားတော့မယ့်အချိန်မှာပဲဆရာမစုလိုက်ရအခန်းတက်ကိုပြေးပိတ်လိုက်တယ်နင်တို့တွေအပြင်ထက်ရထွက်ကြည့်စမ်းငါးရှိမှနောက်ထပ်အမှားမျိုးထပ်မလုပ်ရဲတော့အောင်ဒီလိုပဲခံနေကြဟန်ဆောင်နေရရက်ပြီးတော့မြန်စားအုပ်ထုတ်ကြဆရာမရဲ့သားတို့ရဲ့ဘိုက်ထဲမှာအရန်ပူလောင်နေပြီးတော့အခုလိုအခြေအနေမျိုးနဲ့ဘယ်လိုလုပ်ပြီးတော့စာအုပ်အာရုံစိုက်နိုင်မှာလဲပါဇက်ပိတ်ပြီးစာအုပ်ထုတ်မလားနောက်ထပ်ငရုတ်သီးတစ်ထောက်ထက်ကြွေးရမလားမလုပ်ပါနဲ့ဆရာမရဲ့ဆရာမစာတင်ပါယတိမျိုးစော်ရေလာသွားထိုင်ကြမယ်ကလေးတွေလည်းကိုယ်ခုံမှာကိုလာထိုင်ပြီးတော့စာအုပ်ထုတ်ကြပါတယ်ကလေးတွေရဲ့နားကနေအခုထိအငွေ့တွေထက်နေသေးပါပဲဒီနေ့ငါနေတို့တမိုင်းရဲ့ပထမဦးဆုံးအခန်းကိုသင်ပေးမယ်မနေ့ပြန်ကြရင်အဲ့ဒီပထမအခန်းကိုစောင့်မှုပဲစစ်မယ်အမှတ်နေတဲ့သူကတော့ဒီနေ့ထက်ပိုဆိုးတဲ့အဖြစ်တံပေးခံရမယ်ဆီယာမကလေးတွေကိုတမိုင်းတင်နေပေမဲ့လည်းဘယ်ကလေးမှစောက်စိတ်ဝင်စားနိုင်မအောင်ကလေးတွေရဲ့မျက်လုံးကနေမျက်ရည်တွေစီးကျနေပြီးတော့နားရကနေလည်းအငွေ့တွေထွက်နေပါတယ်ကျောင်းစင်းတော့ကလေးတွေအားလုံးကျောင်းပြင်ကိုထွက်လာကြပါတယ်ဒါပေမဲ့နားရကနေအငွေ့တွေကအခုထိထွက်နေသေးပါပဲဒီဆီယာမအစ်စ်ကိုငါတို့တရက်လေးတောင်မှသိမခံနိုင်ဘူးအခုချိန်ထိပူလောင်နေတော့မယ်ငါတို့ကျောင်းအုပ်ရုံခန့်ကိုသွားပြီးတော့ဆီယာမစုလိုက်ကျောင်းတိုင်ကြမယ်ကလေးတွေအားလုံးဟာလည်းကျောင်းအုပ်ရုံခန့်ထဲကိုသွားပြီးဆီယာမစုလိုက်အကြောင်းတိုင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကျောင်းအုပ်ကဒေါသတကြီးနဲ့အခုလိုပြန်ပြောပါတယ်နင်တို့တွေအဲ့လိုပဲလောက်ခံရတဲ့နဲ့နင်တို့လိမ်မအောင်ငါဘယ်လောက်ထိလောက်ခဲ့ရလဲဒါပေမဲ့နင်တို့မလိမ်မအောင်တခြားကျောင်းအဆိုရင်တမျိုးလုံးနဲ့အောင်မတ်အရန်ကောင်းကြတယ်ငါတို့ကျောင်းကတော့အောင်မတ်ကအမြဲတမ်းနဲနေရပဲဒါပေမဲ့ဆရာရဲ့ဆီယာမစုလိုင်ကသားတို့ငရုတ်တီးတောင်နေကျွေးတယ်အဲ့ဒါတော့မဖြစ်သင့်ဘူးလေအခုခေတ်ဆီယာမတွေကကလေးတွေကိုလက်နဲ့တောင်မှမရွယ်ကြဘူးအေးလေအဲ့ဒါကြောင့်ပဲအခုခေတ်ကလေးတွေပြက်စီးနေကြတာနောက်ပြီးတော့ငါနေတို့စကားတခွန်းမှမပြောရသေးဘူးစုလိုင်ကငါရဲ့သမီးသွားဒီကနေထွက်သွားကြတော့ကလေးတွေဟာလည်းစိတ်မကောင်းဖြစ်ပြီးတော့ကိုယ့်အိမ်ကိုပြန်သွားကြပါတယ်တညလုံးလည်းစာကြက်နေပါတယ်ငါပထမခန်းကိုရှားမဖြစ်မယ်တကယ်လို့ငါစာမှုပွဲကြသွားခင်ဆီယာမထပ်ပြီးတော့ငရုတ်သီးကျွေးလိုက်မယ်
နောက်တနေ့မနက်ဆီယာမစာသင်ခန်းထဲဝင်လာတော့ကလေးတွေအကုန်လုံးမတ်တက်ရကြတယ်။ Good morning ဆီယာမ Good morning Good morning နင်တို့နည်းနည်းပြောင်းလဲလာတာမြင်တော့စိတ်သက်သာရတယ်။ထိုင်ကြ Thank you ဆီယာမမနေ့ကငါနင်တို့ကိုသင်ပေးခဲ့တဲ့သမိုင်းပထမခန်းကဒီနေ့စာမိုးပွဲဖျက်ရမယ်ဆိုတာသိရမလား။ဟုတ်ကဲ့ဆီယာမသားတို့ကောင်းကောင်းမှတ်မိပါတယ်။မနေ့ညသားတို့အားလုံးဘယ်သူမှမအိပ်ဘူးတညလုံးအကုန်စာကြက်နေကြတာ။အရန်ကောင်းနဲ့ငါလဲစာမိုးပွဲအတွက်မိကုန်းထုတ်ပြီးပြီ။ကဲစာမိုးပွဲစဖြေကြမယ်။ဆီယာမစုလိုက်ဟာကလေးတွေကိုစာမိုးပွဲဖြေခိုင်းပါတယ်။ကလေးတွေကလည်းပျော်ပျော်ရွှင်ရွှင်စာမိုးပွဲဖြေကြပြီးအဖြေလာတွေစုပြီးတော့ဆီယာမကိုပေးလိုက်ပါတယ်။ကဲမနေ့ပြန်ကြလို့ရှင်အမတ်စီရင်သိရမယ်။နင်တို့ဘလောက်စာကြက်ထားလဲဆိုတာကြည့်မယ်။ကလေးတွေအားလုံးပျော်ပျော်ရွှင်ရွှင်နဲ့အိမ်ပြန်သွားပါတယ်။ဒါပေမဲ့နောက်တနေ့ကျတော့ဒါနင်တို့အားလုံးဘာတွေလောက်ထားကြလဲ။ငါနင်တို့ကိုအဲ့လောက်စောင့်ကြည့်နေရတော့မှနင်တို့ကအချင်းချင်းခိုးချပြီးဖြေထားကြပြီပေါ့ဟုတ်လား။ဆီယာမဘာကြီးပြောနေရလဲ။သမီးတို့အားလုံးတညလုံးစာကြက်ထားကြတာ။သမီးတို့ခိုးချစရာတော့မှမလိုပါဘူး။ဘာဖြစ်လို့လဲသမီးတို့ရဲ့အမှတ်တရမကောင်းလို့လား။နင်တို့အားလုံးကတရားမှာ69တွေကြီးပဲနင်တို့အားလုံးဘလို့လို့အမှတ်တူနိုင်မှာလဲနောက်ပြီးတော့ငါကလည်းတရားဖြင့်တရားရတဲ့ကလေးတွေပဲသဘောကျတာတမက်လောက်နဲ့ငါအပြစ်ဒဏ်ကြီးပေးတာအခုနင်တို့အားလုံးအပြစ်ပေးခံရမယ်ဒီစကားကိုကြားတော့ကလေးတွေအားလုံးလန့်သွားကြတယ်မလုပ်ပါနဲ့ဆရာမရဲ့အဲ့လိုမလုပ်ပါနဲ့ဆရာမရဲ့တားတို့နောက်ခါကြလို့ရှင်လေတရားမင်းရင်တရားရအောင်ဖြေဖို့စူးစမ်းပါမယ်အေးနောက်တစ်ခါတရားဘိုးမေးလို့တရားဘိုးဖြေနိုင်မှငါအပြစ်မပေးမှာဒီနေ့တော့ငါနင်တို့အားလုံးကိုအပြစ်ပေးမယ်ဒီတစ်ခါမှာတော့ဆီယာမစုလိုက်ရသူ့အိတ်ထရာအင်အားထက်ပုံများတဲ့ငရုတ်သီးတွေကိုထုတ်ပြီးတော့တယောက်ကို9000စီပေးလိုက်ပါတယ်။နင်တို့အားလုံးငရုတ်သီး9000စီစားကြ။ငရုတ်သီးနည်းနည်းလေးကျန်ရင်တယောက်ကို10,000စီထွက်ကြွေးမှာ။ဒီเจ้าကိုအင်အားသူတွေတခြားသူတွေကိုပြပြရင်မျက်နှာတစ်ခုလုံးငရုတ်သီးမုတ်လိမ့်ပြီးတော့ငရုတ်သီးမုတ်တွေပါကျွေးပြမှာ။ဆီယာမစုလိုက်ရဲ့စကားကိုကြားတော့ကလေးတွေအားလုံးကြောက်သွားကြတယ်။ကလေးတွေကလည်းငရုတ်သီး9000စီစားလိုက်ကြတယ်။သူတို့ရဲ့မျက်နှာတွေအားလုံးနှီးရဲသွားတယ်။နားရကနေအငွေ့တွေထွက်နေပြီးမျက်လုံးကနေမျက်ရည်တွေစီးကျနေတယ်။သူတို့အားလုံးခုန်ပြီးတော့အော်ကြပါတယ်။အာရေအာပါစပ်ပိတ်ထားကြစမ်း။ဘသူမှရေမတောက်ရဘူး။ရေပေးတောက်လိုက်ရင်အပြစ်ကိုဘလို့လုံးမမိတော့မှလဲ။ကလေးတွေလည်းကျောင်းအုပ်ကြီးကိုသွားတိုင်လို့မရဘူး။ဘာလို့လဲဆိုရင်စုလိုက်ရကျောင်းအုပ်ရဲ့သမီးကျောင်းစင်တော်ကလေးတွေအားလုံးအိမ်ပြန်သွားကြတယ်။ထွန်းနိုင်အိမ်ရောက်တဲ့အချိန်မှာတော့သူ့အမေကသူ့မျက်နှာတွေနှီးရဲနေတာကိုတွေ့သွားပါတယ်။သားလေးထွန်းနိုင်သားရဲ့မျက်နှာဘာလို့နှီးရဲနေရလဲ။အကယ်လို့ငါအမေကိုငါအမှန်တိုင်းပြလိုက်ရင်မနေ့ပြန်ကြရင်ဆရာမစုလာပို့ပြီးတော့အပြစ်ကြီးပေးလိုက်မယ်။အမေသားတို့နေဘူးထဲမှာကစားနေလို့သားတို့ရဲ့မျက်နှာတွေနှီးရဲသွားတာ။တစ်ဖက်မှာလည်းတီတာမနဲ့မိုးလင်းတဲ့အထိအိတ်နေပါတယ်။အဲ့ဒီအခါမှာသူမရဲ့ဖေကသူမရဲ့အခန်းထဲကိုဝင်သွားပါတယ်။သမီးတီတာရေမနေ့ကနေဘူးထဲမှာကစားတာများသွားလားကဲထားကြောင်းသွားရမယ်အချိန်နီးပြီတကယ်လို့အเจ้าမှာဒီနေ့အမားတစ်ခုခုထပ်လို့မိရင်ငါငရုတ်တီပြန်စားနေရလိမ့်မယ်အဖေရေသမီးနေမကောင်းချင်ဘူးသမီးရက်အနေငယ်လောက်ကြောင်းမသွားသေးဘူးကြည့်ရတာကြောင်းအောင်ကြီးနဲ့သွားတိုင်ရတော့မယ်ထင်တယ်မလုပ်ပါနဲ့ဖေရေကြောင်းအောင်ကြီးကိုသွားမတိုင်ပါနဲ့သမီးကြောင်းသွားပါမယ်ကလေးတွေလည်းအိမ်မှာကြောင်းမသွားဖို့အကြောင်းပြပေမဲ့အဆင်မပြေပါဘူးသူတို့အားလုံးကြောင်းအောင်ပြန်ရောက်လာကြပါတယ်ဆီယာမစုလိုက်တာစာသင်ခန်းထဲကိုဝင်လာတဲ့ကလေးတွေအားလုံးတိတ်ဆိတ်သွားတယ်အဲ့ဒီအချိန်မှာပဲဒါပါလေထွန်းနိုင်နေ့ရဲ့အင်ဂျီကော်လန်မှာဆေးစွန်းနေရနေ့အင်ဂျီလည်းညစ်ပတ်တယ်ယတိနေရလေနေ့စပင်တွေကိုဘာလို့မင်းသမီးလိုလှုပ်ထားလဲဒါကြောင့်ကလပ်မဟုတ်ဘူးငါနေတို့ရဲ့လိုအပ်ချက်ကိုတစ်ခုပြီးတစ်ခုမြင်နေရဒီနေ့နေတို့အားလုံးထပ်ပြီးတော့အပြစ်ပေးခံရမယ်ဆီယာမရဲ့နေ့တိုင်းဘာမဟုတ်တာလေးနဲ့သမီးတို့ကိုအပြစ်မပေးပါနဲ့အော်နေတို့ကဆီယာမကိုအမိတ်ပေးနေရလားအခုနောက်ကတော့ငါနေတို့အပြစ်နည်းနည်းပဲပေးမလို့ပဲဒါပေမဲ့အခုတော့ငါအပြစ်ကြီးပဲပေးတော့မယ်ဒီတစ်ခါနေတို့ငရုတ်သီးမဟုတ်100 ဂရမ်စားရမယ်ဆီယာမစုလိုင်ကကလေးတွေရဲ့ပါဆက်ထဲအတင်းကျပ်ငရုတ်သီးမုတ်တွေထိတ်လိုက်ပါတယ်ကလေးတွေလည်းနောက်တစ်ခါထပ်ပြီးတော့ခုန်ကြပါတယ်အပြိုင်အော်ဟစ်ကြတယ်ဒါနေ့တိုင်းရဲ့အဖြစ်ပြက်ကြီးလိုဖြစ်သွားပြီးတော့ကလေးတွေရဲ့စကားကိုနားထောင်မဲ့သူမရှိပါဘူးအိမ်မှာလည်းသူတို့ပြန်ပြီးတော့မတိုင်နိုင်ရှာပါဘူးအဲ့လိုနဲ့တနေ့မှာတော့ကျောင်းစင်းတာနဲ့ကလေးတွေအားလုံးကအခုလိုမျိုးဆုံးဖြတ်လိုက်ပါတယ်ဆီယာမစုလိုင်ကငါတို့ကိုအပြစ်ပေးရတာအရန်ကြိုက်တယ်ငါတို့ခံစားနေရတာကိုကြည့်ပြီးသူရည်တယ်အဲ့လိုသာဆိုရင်ငါတို့စာကောက်တင်နိုင်မှာမဟုတ်ငါတို့ final စာမိုးပွဲလေးဖြေရတော့မယ်ဒီလိုသာဆိုလို့ရှိရင်ငါတို့အားလုံးစာမိုးပွဲကြလိမ့်မယ်ငါတို့ကိုဘယ်သူမှမကယ်နိုင်ဘူးငါတို့ကိုယ်တိုင်ပဲကယ်လို့ရတော့မှာငါတို့ social media ရဲ့အကူအညီယူမှဖြစ်မယ်
နောက်တနေ့ကျတော့ထွန်းနိုင်ကသူ့အဖေရဲ့ဖုန်းကိုခိုးယူလာတယ်။ကြောင်ရောက်တော့လိုက်လွင့်ပြီးတော့သူ့ရဲ့အင်ဂျီအိတ်ကက်ထဲကိုထည့်ထားတယ်။ဆီယာမစုလိုက်ကကလေးတွေကိုငရုတ်သီးတွေထက်ကျွေးနေပါတယ်။ကလေးတွေညီးတွားနေအောင်ကြည့်ပြီးသူကရီမောနေပါတယ်။ဟာသူတို့အခုလိုညီးတွားနေအောင်မြင်ငါအယမ်းပျော်တယ်။ထွန်းနိုင်ရဲ့ဖုန်းကလိုက်လွင့်နေပါတယ်။ရုတ်တရက်ဆီယာမစုလိုက်ကထွန်းနိုင်ရဲ့ဖုန်းကိုမြင်သွားတယ်။ထွန်းနိုင်နေကကြောင်ကိုဖုန်းယူလာတယ်ပေါ့ဟုတ်လား။ဒီနေ့တော့ငါနေ့ကိုငရုတ်သီးမုံနဲ့ရေချိုးပေးအောင်ပါဒီလိုလား။ထွန်းနိုင်လည်းကြောက်သွားပါတယ်ထွန်းနိုင်ဟာကြောက်နဲ့ဆီယာမစီသွားနေတဲ့အချိန်မှာပဲကလေးတွေရဲ့မိဘတွေနဲ့မီဒီယာသမားတွေရောက်လာပါတယ်ကျောင်းအောင်ကြီးလည်းရောက်လာတယ်အမခမည်းကလူဆိုးမှာပဲဘယ်ဆီယာမကကလေးတွေကိုအခုလိုလှုပ်လဲအကောင်လိုက်ချဲမှာပါနေတနိုင်ငံလုံးကြည့်ပြီးသွားပြီမီဒီယာတွေကနေသက်စင်တည်ရချက်ချင်းပြန့်သွားတော့ဝင်ကြီးပါကျောင်းအောင်ရောက်လာပါတယ်ပြီးတော့ကျောင်းအောင်ချိတ်ပိတ်လိုက်ပါတယ်ကလေးတို့ကအရေးရေးနဲ့အလုပ်ကိုလုပ်ခဲ့တာပဲကြံရှိနေတဲ့ပညာရေးကိုကလေးတို့ဦးလေးရဲ့ကျောင်းမှာအလကားဆက်တင်ရမယ်အဖေရဲ့သမီးတို့ရဲ့ကျောင်းအပိတ်ခံလိုက်ရပြီကြည်ရတာခုသမီးတို့တောင်းစားတော့မယ်ထင်တယ်ဒီလိုနဲ့ကလေးတွေအားလုံးလည်းဝင်ကြီးရဲ့ကျောင်းမှာပျော်ပျော်ရွှင်ရွှင်နဲ့စာဆက်တင်ကြပါတယ်အခုလိုမျိုးစိတ်ဝင်စားစရာပုံမြင်လေးတွေကြည့်ချင်တယ်ဆိုရင်တော့အခု channel လေးကို like and subscribe လုပ်ထားဖို့မမေ့နဲ့နော်နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့တူတူလာခဲ့ပါမယ်အခုတော့နှုတ်ဆက်ခဲ့ပါတယ်ရှင်